ချင်းတကောင်ကတစ်သားပြားကိုဖောက်ပြီးစုပ်လိုက်တာနဲ့လူတွေကချက်ချင်းဆိုသလိုတန်တူနဲ့ရိုက်ပြီးချင်းနှမောင်းတွေကိုကွေးကောက်သွားအောင်လုပ်ပစ်လိုက်တယ်ဒါတင်မကသေးပါဘူးချင်းတွေကလေထဲကနေတိုက်ခိုက်ဖို့ကြံရင်ကာကွယ်ရေးမြောင်းကြီးတွေထဲမှာအေယာမချင်းရရက်ကက်တွေတက်ဆင်ထားတယ်ဒါကြောင့်ချင်းတွေဟာတစ်ခါသွားရင်ပြန်မလာနိုင်တော့ဘူးလူတွေဒီလောက်တော်တာကိုမြင်တော့ချင်းအုပ်စုကြီးဟာထိတ်လန့်သွားပြီးစစ်ရေးလေ့ကျင့်မှုတွေလုပ်တဲ့ West Point စစ်တပ်ကတူမှာဝင်ရောက်ပြီးမာကျောကျန်းတန်းနဲ့တင်တန်းကိုတက်ဖို့ဆုံးဖြတ်လိုက်ကြတယ်တင်တန်းဆရာရဲ့လမ်းညွှန်မှုအောက်မှာသူတို့ဟာစစ်ကြောင်းချီတာမက်မက်ရက်တာနဲ့စစ်ရေးဟန်ပန်ထိမ့်သိမ်းတာတွေကိုစတင်လေ့ကျင့်ကြတယ်အားလုံးကျွမ်းကျင်သွားတဲ့အခါတင်တန်းဆရာကသူတို့ကိုလက်တွေ့တိုက်ခိုက်ရေးလေ့ကျင့်ခန်းအဆင့်ကိုဝင်ခိုင်းတယ်အဲ့ဒါကတော့ချင်းနေနေရေးအတားအဆီးတွေအများကြီးကိုဖျက်ကျော်ရမှအပါအမှားလုံးမိလို့တစ်ချက်ရိုက်ခံရတာနဲ့စစ်တပ်ကတူကနေချက်ချင်းထုတ်ပယ်ခံရပါလိမ့်မယ်ဒီအဆင့်ကိုကြော်ဖြတ်တဲ့ချင်းတွေဟာအဆင့်မြင့်ခံရတယ်အလွန်လင်းမြန်တဲ့တုံ့ပြန်မှုလိုအပ်တဲ့အချိန်ပြင်းပြင်းရှောင်တိန်ချင်းတင်နှန်းပြီးနောက်ဆုံးစစ်ဆေးချက်ကတော့လူသားရဲ့အားနည်းချက်ကိုစုပ်ယူထိုးဖောက်ခြင်းဖြစ်ပါတယ်အသားတွေကိုထိုးဖောက်နိုင်ရင်ထူးချွန်စွာအောင်မြင်တယ်လို့မှတ်ယူတဲ့အယိုးကိုထိုးမိတဲ့ချင်းကတော့အထူးချွန်ဆုံးတွေကအထူးချွန်ဆုံးဖြစ်တယ်ဆိုတာတန်တရားဖြစ်เสียရမလိုပါဘူးဂုံထူးဆောင်တောင်ပန်တွေပေးအပ်ခံရပြီးနောက်ချင်းအုပ်စုကြီးဟာလူသားတွေကိုပြန်တိုက်ခိုက်ဖို့အတွက်စိတ်ဓာတ်တွေတက်ကြွနေကြပါတယ်။ဥဆောင်မိအောင်မှာသူတို့ဟာတိုက်ပွဲမြေစီကိုတပြိုင်တည်းခုန်ဆင်းသွားကြတယ်။ကောင်းကင်တစ်ခုလုံးချင်းတွေနဲ့မှောင်မဲနေတာကိုမြင်တော့လူသားတွေကလည်းချက်ချင်းဆိုသလိုအရေးပေါ်စူးစီးမှုကိုပြုလုပ်ကြတဲ့စစ်တပ်ထဲဝင်မယ်ဆိုရင်ချောမောတဲ့မိန်းကလေးတွေစီကအနန်းစုကိုချက်ချင်းရရှိမှာပါဒီသတင်းမြင်မြန်ပြန့်သွားတော့လူတွေဟာမိုင်းနဲ့ချီပြီးတန်းစီလာကြတယ်ဒါပေမဲ့ဒီလိုအခွင့်အရေးမျိုးကိုအသက်60ကျော်အဖိုးကြီးတွေကလည်းအခွင့်ကောင်းယူကြတယ်ဒီမုတ်စိတ်ငွေနဲ့အဖိုးကြီးလိုမျိုးပေါ့သူကမှတ်ပုံတင်ပြီးတာတော့နောက်ထပ်တစ်ခါနန်းခိုင်းဖို့စူးစမ်းတဲ့အဖိုးကြီးကိုတွေ့တော့ဘက်တီကခွေးဝါလေးတစ်ကောင်ကိုလွတ်လိုက်ပြီးအဖိုးကြီးမျက်နှာတစ်ခုလုံးကိုရက်ခိုင်းလိုက်တယ်အဲ့ဒီနောက်စစ်တီတော်လေးကြီးရေးဆက်ကြီးစတင်လဲပတ်တဲ့ဘိုက်ပူပူတွေက6လုံးပတ်ကြွက်သားတွေအဖြစ်ပြောင်းလဲသွားပြီးပုံဖော်ပေးလိုက်တဲ့အစကအားနဲ့သူကနေအားကစားသမားတယောက်အဖြစ်ချက်ချင်းပြောင်းလဲသွားတယ်တက်မှုရဲ့အမိတ်အရာချင်းနေမင်းရေးတပ်သားတွေဟာစစ်မြေပြင်ကိုအလျင်အမြန်ထွက်ခွာသွားကြတယ်ဒီအချိန်မှာချင်းကင်းလက်အဖွဲ့ကရန်သူကိုတွေ့ရှိပြီးတပြိုင်တည်းတိုက်ခိုက်ကြတယ်ဒါပေမဲ့စစ်တီတွေကကြိုတင်ပြင်ဆင်ထားတဲ့သူတို့ဟာမှောက်လျက်လဲချလိုက်ပြီးချင်းတွေဟာသူတို့ရဲ့တမန်နီအာမခံချက်9ခု Steel Inch 5ဒါမှမဟုတ်9ချိန်စုပ်ခွင့်ကိုထိုးမိသွားတယ်ပထမလိုင်းတိုက်ခိုက်မှုကြာရှုံးသွားတယ်ချင်းအုပ်စုကြီးကချက်ချင်းပြန်ဆူဆီးပြီးဒုတိယလိုင်းအတွက်ပြင်ဆင်ကြတယ်ဒီလိုမြင်တော့လူသားတပ်မှုကအမြောက်တက်ပစ်ခတ်လို့អော်လိုက်တဲ့ချင်းတွေကိုပြစ်ဖို့အမြောက်တွေကိုသုံးတာနဲ့ငယ်ထုံးတီးတယ်လို့ထင်ရပေမဲ့အပူဒဏ်ခံအမြောက်ကြီးတွေသာသူတို့ကိုထိနိုင်လောက်အောင်လုံလောက်တဲ့အရှင်ရှိတဲ့ချင်းတွေကရှောင်ရှားဖို့အတွက်ပုံစံပြောင်းမှုစူးစမ်းပေမဲ့လူသားတွေကလက်နက်ပစ်ပြီးရုတ်တရက်တိုက်ခိုက်တဲ့တံပြန်တိုက်ခိုက်မှုကိုပြုလုပ်တယ်ချင်းတွေကဒေါသထွက်လွန်းလို့တတိယတိုက်ခိုက်မှုလိုင်းကိုစတင်တယ်ဒီတစ်ခါမှာတော့စွမ်းအားပြည့်နဲ့တိုက်ခိုက်ခြင်းဖြစ်တယ်အခြေအနေကအန္တရာယ်ရှိတာကိုမြင်တော့တပ်မှုကအရေးပေါ်အကူအညီတောင်းခံမှုချက်ချင်းအမိန့်ပေးလိုက်တယ်စူးအချက်ပြမှုပေးပို့လိုက်တာနဲ့ဘက်တီကမျိုးဆက်တစ်ချင်းသက်ဆေးတွေကိုယူဆောင်ပြီးစစ်မြေပြင်ကိုကားမောင်းလာခဲ့တဲ့စစ်သားတွေကစိတ်တက်ကြွစွာနဲ့ Chemical Cloud Catalyst ကျိုးကိုဆွဲလိုက်တဲ့ဆေးမှုတွေကောင်းကင်တစ်ခုလုံးကိုပြန့်နှံ့သွားတဲ့အခါချင်းအုပ်စုကြီးဟာထိတ်လန့်တကြားထွက်ပြေးကြတယ်ဒါပေမဲ့အရန်နောက်ကျသွားပြီးအဲ့ဒီမြူမုံတွေထဲမှာသူတို့ဟာလုံးဝရှင်းလင်းဖယ်ရှားခြင်းခံလိုက်ရတယ်အဲ့ဒီအခါမှာလူသားနဲ့ချင်းတို့ရဲ့ကြီးမားတဲ့စစ်ပွဲပြီးဆုံးသွားပြီးလူသားမျိုးနွယ်ကအောင်ပွဲခံလိုက်ပါတော့တယ်